ငါသမီးအင်းနေနေတာကြာနေပြီညောင်းနေပါမယ်တွားနာတော့တွားအော်မေဟိုအားစေးလေးတောက်ဖို့မိနေမှာစလို့ဟိုတောက်အောင်မလားနေတိုင်းလေးမေကလည်း3-4ချိန်ငါချွေးမလေးမြစ်တာတွေကြောင့်ငါမသိဘူးအမေလေးအောင်ကျော်လမ်းဆမ်းပြီးကောင်းလာတာတော့ကောင်းလာလားကောင်းလာတာအော်တောက်လိုက်မယ်နော်ရအဲ့လိုလှုပ်တယ်ဟာအကုန်လုံးတင်းကျုံလောက်တာပေါ့ရောက်မှရှော့ရတာပဲခိုင်းအောင်မေသမီးလဲလိုက်မယ်မေဘန်းနေပါမယ်မေရနားမေအားစေးတောက်ဖို့မမေးနဲ့နော်မေများတောက်အဲ့လိုဟေးပြူစုတယ်လို့ကောင်းတယ်လို့သူရောက်မှတကယ်ထင်တာပေါ့ဟဲ့အေးပေါ့ဟဲ့ငါခမင်းကြော်ရဖီတန်တော့ရစိတ်သားတောင်းရမှာလားတဲ့နော်မရလားဟဲ့ညီမလေးခဏလေးကောင်းကန်းရောက်နေပြီငါ့ကိုပြုံးအဲ့ဒါနောက်မှထားဟဲ့အဲ့လိုနဲ့ဟဲ့သူကသမီးအမေဒါပါကြီးတော့အမေမရှိတဲ့ရွှေငွေရနာအကုန်ပဲငါသမီးလေးကအမေပေါ်မှာချွေးမလို့မဟုတ်ဘဲနဲ့တကယ်သမီးလေးရင်းလေးတယောက်လို့အမေပေါ်ပြစုဆောက်ရှောက်လို့အမေအမွေပေးတာယူထားလိုက်တော့အိုးအမေဆရာရဲ့ကဲပေါင်းကျမရောက်မှတော့ဒုက္ခရောက်တော့မှာပဲသူကကျမပေါ်မှာတကယ်ကောင်းတာကျမဘာမှမဖြစ်စေချင်ဘူးကဲပေါင်းဆရာရဲ့ဘာဝယ်ကသမီးရဲ့အဲ့ဒီစီကတခြားသေးမဟုတ်ရုပ်ပြူအာယုံကျော်အာတိုးစေးဗျာဒီမှာအော်အဲ့ဒါကြောင့်မို့အမေကအာယုံကျော်တွေအားကောင်းလာတယ်လို့ပြောတာ哦ဟုတ်ပါဗျာသူကအာယုံကျော်အာတိုးစေးထုံနာကျင်းနာအကျော်တက်တာဇကြောထိုးတာတို့နောက်ကျော်တက်ချင်းအစစ်မြစ်ကြိုက်ခဲခြင်းတို့အားလုံးတက်တာစီတယ်ငါသမီးကကျေးဇူးတင်လိုက်တာဆရာရဲ့ရပါတယ်သူဆေးလုံးနေမဟုတ်ဘူးဒီလိုဆေးကက်လေးပါပါတယ်ဗျာဒီမှာကြည့်အော်ကပ်ဆူးလေးပါထုတ်တာပေါ့မှန်ပါဗျာညီကမြစ်တာပြီးတော့ तू ကမြစ်တာပြန်ပေးတာပေါ့ငါသမီးကကျေးဇူးတင်လိုက်တာဆရာရဲ့ရပါတယ်ကိုယ်ပြောချင်တာဟမ်ကိုကမြစ်တာထားတော့ဟိုဘက်ကလည်းမြစ်တာထားတယ်ကိုကမှမြစ်တာမပေးနိုင်မနဲ့ဟိုဘက်ကိုဆိုးတယ်ကြဲကြဲထင်နေရမျိုးလည်းမဖြစ်သေးဘူးလေဆိုတော့ကျတော့ဟဲ့နေကမှပေါ့မြစ်တာလေးနည်းနည်းထားကြည့်နေအရင်ပဲရှိတာပါအေးစင်ပြေသွားတော့လဲကောင်းတာပေါ့ဟဲ့ဒီပါကိုကငယ်ပဲသိခံကြည့်လိုက်ပေါ့ဟဲ့ဒီပါငါကြိုးစားကြည့်လိုက်ပါမယ်မေသမီးစားတော့မလားတော်ပြီငါဘာသာငါခုခါစားမနေနေသမီးပြင်လိုက်မယ်လေမေဒီမှာအမေတို့ရုပ်ပြိုဝဲလာတာသမီးကမမြင်ဘူးလားတက်လုံးကရုပ်ပြိုဆွဲတောက်လာနင်တို့တွေမရှိခင်ကတည်းကအာယုံကျော်အားစေးနဲ့သွေးတိုးယောဂပျောက်စေးဆွဲတောက်လာဘာတွေအပို့တွေဆာပလာတွေလုံနေအမွေလဲမမျော်လင့်နဲ့နော်မမျော်လင့်နဲ့အမလေးငါတို့ကရုပ်ပြိုတောက်ပြီးအသက်120ထိနေအောင်မှာ